TikTok မှာဘယ်လို brand တွေ marketing လုပ်တင်လဲခေတ်စီကြောင်ပြောင်းလဲတိုးတက်လာတဲ့ညလူတွေရဲ့အာရုံစူးစိုက်နိုင်စွာတဖြည်းဖြည်းရောကြလာပါတယ်အရင်ကဆိုလို့ရှိရင်စာရှည်ကြီးကိုအချိန်ပေးပြီးတော့ဖတ်ကြပေမဲ့နောက်ပိုင်းမှာ short video တွေခစ်စားလာတဲ့အခါစာဖတ်ရတာစိတ်မရှိတော့ဘဲ15စက္ကန့်နဲ့10မိနစ်လောက်အတော်တွင်းမဲ့ရှိတဲ့ဗီဒီယိုတွေကိုပို့ပြီးတော့အကြည့်များလာပါတယ်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်မြန်မာနိုင်ငံမှာ Facebook Reel, Instagram Reel, TikTok တို့ကခေတ်စားလာတဲ့ platform တွေဖြစ်လာပါတယ်။အဲ့ဒီထဲမှာမှလူကြီးလူငယ်လူလက်မြေအချိန်အတိုအတွင်းသူတို့အတွက် entertain ဖြစ်တဲ့ TikTok platform ကိုအသုံးများလာကြပါတယ်။အခုဆိုလို့ရှိရင်မြန်မာနိုင်ငံ creator တွေနဲ့လုပ်ငန်းတချို့က TikTok မှာ branding တိစောက်ဖို့ပြင်ဆင်နေကြပါတယ်။တချို့လည်း TikTok ပေါ်ရောက်နေကြပါပြီ။ဒါကြောင့်အာရုံစူးစိုက်မှုအပြည့်အဝရတဲ့ platform မှာကိုယ့်လုပ်ငန်းကရှိမနေဘူးဆိုရင်လူကြီးမင်းကအများတကာထက်ချီတလန်းနောက်ကျကျင်းခင်မှာကျင်းနေပါတယ်။ဒါဆို TikTok platform မှာ marketing လုပ်တဲ့ industry တွေနဲ့ brand တွေကဘာတွေဖြစ်မလဲ။ Number 1 entertainment industry Number 2 beauty and cosmetic industry Number 3 fashion industry Number 4 food industry နဲ့လူငယ်တွေကိုအဓိက target ထားတဲ့ brand တွေဆိုလို့ရှိရင်တော့ TikTok social media platform ပေါ်မှာ marketing လုပ်ဖို့2025ကအကောင်းဆုံးအချိန်ဖြစ်ပါတယ်လူကြီးမင်းတို့ရော TikTok platform မှာ marketing လုပ်နေကြပြီလားမလုပ်ရသေးဘူးဆိုရှင်တော့ Digicom မှာ TikTok video creation package လေးတွေရယူနိုင်ပါပြီနော်